ပါရှင်စစ်စစ်ကဒီနေ့မှာတော့ N5 level မှာကျောင်းသားအများစုရောနေတဲ့ကြတဲ့ arguments နဲ့ credence ရဲ့အသုံးလေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ arguments ရဲ့အဓိပ္ပာယ်ကလည်းပြီးတယ် credence ရဲ့အဓိပ္ပာယ်ကလည်းပြီးတယ်ဒါဆိုရင်ဒီပြီးတဲ့နှစ်ခုကဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတာကိုစစ်စစ်ဆက်ပြီးရှင်းပြပေးသွားပါမယ်အဲ့တော့ပေးပါတယ်ဆိုတော့ပေးတဲ့သူနဲ့လက်ခံတဲ့သူနဲ့ရှိလိမ့်မယ်ဒါဆိုရင် arguments ကိုသုံးတဲ့အသုံးလုံးကမိမိကနေပြီးတော့မိမိရဲ့မိသားစုတွေနဲ့မိမိကနေပြီးတော့အပြင်လူတွေကိုပေးတဲ့အခါမှာ arguments ကိုသုံးမယ်မိသားစုဝင်ကနေပြီးတော့အပြင်လူကိုပေးတဲ့အခါမှာလည်း arguments ကိုသုံးမယ်အပြင်လူအချင်းချင်းမိသားစုဝင်ချင်းချင်းပေးတဲ့အခါမှာလည်းစစ်စစ်တို့ arguments ကိုသုံးမယ်ဒါပေမဲ့ဒီ arguments မှာက trigger တစ်ခုအနေနဲ့ကမိသားစုဝင်တွေအပြင်လူတွေကနေပြီးတော့မိမိကိုလာပြီးတော့ပေးလို့မရဘူးဒါဆိုလို့ရှိရင် say credence ကိုဆက်ပြီးရှင်းမယ်နော် credence ရဲ့အဓိပ္ပာယ်ကပေးတယ်ဆိုလို့ရှိရင်ကအပြင်လူကနေပြီးတော့မိမိကိုပေးမယ်အပြင်လူကနေပြီးတော့မိသားစုဝင်ကိုပေးမယ်မိသားစုကနေပြီးတော့မိမိကိုပေးတယ်ဒါပေမဲ့ credence မှာလည်းဒီလိုပဲသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်မိမိကနေပြီးတော့အပြင်လူတွေမိသားစုဝင်တွေကိုဒီ credence နဲ့လာပြီးတော့ပေးလို့မရဘူးเนาะအဲ့ဒါဆိုလို့ရှိရင် say တို့ arguments နဲ့ပတ်သက်တဲ့လေးတွေကိုဆက်ပြီးတော့ကြည့်ရအောင်เนาะဒီမှာဆိုလဲအကြည့်မှာဆိုလို့ရှိရင်ဝါတာရှီဝါဟာဟာနီဟာနာအို arguments တဲ့အဲ့တော့ကျွန်တော်ကအမေအားပန်းကိုပေးတယ်ကျွန်တော်ဆိုတော့မိမိအဲ့တော့မိမိကနေပြီးတော့ကိုယ့်ရဲ့မိသားစုဝင်ဖြစ်တဲ့ဟာဟာဆိုတဲ့အမေကိုပန်းကိုပေးတယ်ဒါကြောင့်မို့မိမိကနေမိသားစုကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်မှာငါဘာကိုသုံးပြထားလဲဆိုရင် arguments ကိုသုံးပြထားတယ်ဒါဆိုလဲနီလေးဆက်ကြည့်မယ်နော်လဲနီမှာဆိုလို့ရှိရင်ကချီချီဝါစုစုဆန်နီခါဆာအို argumentsအဲ့တော့ချီချီဆိုတဲ့မိသားစုဝင်ကနေပြီးတော့စုစုဆန်ဆိုတဲ့အပြင်လူကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်စစ်တို့အနောက်မှာ arguments ကိုသုံးပေးထားတယ်။ဒါဆိုလဲဆန်လေးကိုဆက်ကြည့်ရအောင်။မိမိဆန်ကစုစုဆန်နီရှီဒီကို arguments မိမိဆန်ကစုစုဆန်အားရှီဒီကိုပေးတယ်။ဒါဆိုလို့ရှိရင်မိမိဆန်ဆိုတဲ့အပြင်လူနဲ့စုစုဆန်ဆိုတဲ့အပြင်လူချင်းချင်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်စစ်တို့ဘာကိုသုံးပြထားလဲဆိုလို့ရှိရင် arguments ကိုသုံးပြထားတယ်ကဲဒါဆိုလို့ရှိရင်စစ်စစ်တို့တွေက credence နဲ့ပတ်သက်တဲ့လေးတွေကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင်လဲဒီတီမှာဆိုရင်ယာမာရာဆန်ဝဝါတာရှင်နီခေခီအိုခရေမတ်တာအဲ့တော့ယာမာရာဆန်မှာဆိုလို့ရှိရင်ဝါတာရှင်နီကျွန်တော်အားခေခီအိုခရေမတ်တာကိမုတ်ကိုပေးခဲ့အဲ့တော့ဒီမှာယာမာရာဆန်ဆိုတဲ့အပြင်လူကဝါတာရှိဆိုတဲ့မိမိကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနောက်မှာစီတို့ခရေမတ်တာနဲ့သုံးပြထားတယ်ဒါဆိုလဲဒီလေးဆက်ကြည့်ရအောင်田中さんは母にお土産をくれました。田中さんကအမေကလက်ဆောင်ကိုပေးခဲ့တယ်။ဒီမှာဆိုရင်ပေးတဲ့သူကအပြင်လူကနေပြီးတော့ကိုယ့်ရဲ့မိသားစုဝင်ဖြစ်တဲ့အမေကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူနောက်မှာသုံးထားတဲ့ဘာဟာဆိုလို့ရှိရင်ခရမတ်တာကိုသုံးပြထားတာကိုတွေ့ရပါလိမ့်မယ်။ကဲဒါဆိုလို့ရှိရင်လဲဆန်းလေးကိုဆက်ကြည့်ရအောင်။လဲဆန်းမှာဆိုလို့ရှိရင်ချီချီဝါဝါတာရှင်နီခါဘန်ကိုခရမတ်တာအဖေကကျွန်တော်အားအိတ်ကိုပေးခဲ့တယ်ဒီမှာဆိုလို့ရှိရင်မိသားစုဝင်ဖြစ်တဲ့အဖေကနေပြီးတော့ကျွန်တော်ကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်စစ်တို့ခရမတ်တာကိုသုံးပြထားတာကိုတွေ့ရလိမ့်မယ်နော် arguments နဲ့ credence ရဲ့ quiz လေးကိုဆက်ပြီးတော့စစ်စစ်တို့ကြည့်လိုက်ကြရအောင်နော်အစ်ဘန်မှာဆိုလို့ရှိရင်ယာမာရာဆန်ဝဝါတာရှိနီ gift ကိုနာနီနာယာမာရာဆန်ကကျွန်တော်အားလက်ဆောင်ကိုပေးတယ်ဒါဆိုရင်ပေးတယ်ဆိုတဲ့နေရာမှာ arguments နဲ့ပြီးမှာလား credence နဲ့ပြီးမှာလားအဲ့တော့ဒီနေရာမှာကယာမာရာဆန်ဆိုတဲ့အပြင်လူကနေပြီးတော့ဝါတာရှိဆိုတဲ့မိမိကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်စစ်တို့ဘာနဲ့ပြီးမှာလဲ credence နဲ့ပြီးမယ်အဲဒါကြောင့်မလို့ master အဲ့တော့ယာမာရာဆန်ကကျွန်တော်အားလက်ဆောင်ကိုပေးတယ်ဒါဆိုရင်ဒီဘက်လေးဆက်သွားရအောင်私はヘリさんにネクタイを何々ကျွန်တော်ကဟဲလီဆန်အားနက်တိုင်ကိုပေးတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာပေါ့ဝါတာရှိဆိုတဲ့မိမိကဟဲလီဆန်ဆိုတဲ့အပြင်လူကိုပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုကသူများကိုပေးမယ်ဆိုလို့ရှိရင်ကဘာနဲ့ပေးရမယ်လို့ပြောခဲ့လဲ arguments နဲ့ပေးမယ်လို့ပြောခဲ့တယ်ဒါကြောင့်မလို့ series ဒီနောက်မှာဖြစ်ရမယ့်ဒီလေးက arguments တာအဆုံးထိကြည့်ရှုပေးတဲ့တရားချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်